laser system ready. 3, 2, 1. Target launched. Target launched. Target launched. မြင်လို့မရတဲ့တတိုင်းတစ်ခုဟာမြို့တစ်မြို့ကိုဘယ်လိုကာကွယ်နေလဲဆိုတာခင်ဗျားတို့အနေနဲ့စဉ်းစားကြဘူးလားဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့ modern warfare လို့ခေါ်တဲ့ခေတ်သစ်စစ်ပွဲမှာနီးပညာကိုဘယ်လိုအသုံးချနေလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဗျာအထူးသဖြင့် Israel ရဲ့နာမည်ကျော် Iron Drone ကဘယ်လိုအလုပ်လုပ်လဲ Artificial Intelligence လို့ခေါ်တဲ့ AI ကစစ်မြေပြင်ရဲ့တက်မှုတစ်ယောက်လို့ဒီနေရာမှာဘယ်လိုအရေးပါလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုရင်စက်ကြည့်ရအောင်ဗျာ Iron Drone မှာအဓိကအဖြစ်အစိတ်အပိုင်း၃ခုပါပါတယ်ဗျာနံပါတ်1ကတော့ radar ပဲဖြစ်ပါတယ်ဗျာဒီအစိတ်အပိုင်းကိုကျွန်တော်အနေနဲ့မျက်စိဆိုပြီးမှအဓိပ္ပာယ်ဖွင့်ပြပါတယ်ဗျာ radar ရဲ့အလုပ်ကမျက်စိဆိုတယ်လို့ပဲကောင်းကင်ကိုမျက်စိတောက်ထောက်ကြည့်ပြီးမှရန်သူရဲ့ဒုံးကျည်လမ်းကြောင်းကိုစက္ကန့်ပိုင်းအတွင်းမှာပဲခြေရခန္ဓာဖြစ်ပါတယ်ဗျာ Iron Drone မှာပါတဲ့နံပါတ်1အချက်ကတော့ control center ပဲဖြစ်ပါတယ်ဗျာဒီအစိတ်အပိုင်းကိုတော့ကျွန်တော်အနေနဲ့အုံနောက်ဆိုပြီးမှသုံးနှုံးချင်ပါတယ်ဗျာဒါကတော့အုံနောက်ဆိုသလိုတော်တော်အရေးကြီးတဲ့အစိတ်အပိုင်းပဲဖြစ်ပါတယ်ဗျာခဏက radar ကရတဲ့အချက်အလက်ကို control center က AI ကိုသုံးပြီးမှရန်သူဒုံးကြီးကလူနေတဲ့ရက်ကွက်မှာကြာမလားဒါမှမဟုတ်ကွင်းမြေပေါ်မှာကြာမလားဆိုတာကိုဆုံးဖြတ်ပေးမှာပဲဖြစ်ပါတယ်ဗျာနံပါတ်3ကတော့ launcher ပဲဖြစ်ပါတယ်ဗျာဒီအစိတ်အပိုင်းကိုတော့ကျွန်တော်အနေနဲ့ဒါဆိုပြီးမှအတိတ်ပဲဖွင့်ချင်ပါတယ်ဗျာ control center ကအန်တရရှိတဲ့ဒုံးကြီးကလာနေပြီလို့သတ်မှတ်လိုက်တာနဲ့ရန်သူရဲ့ဒုံးကြီးကိုကောင်းကင်ပေါ်မှာပဲဖျက်ဆီးလိုက်တာပဲဖြစ်ပါတယ်ဗျာ Iron Drone ရဲ့အဓိကအမိုက်စားအချက်ကတော့ရွေးချယ်ပြီးမှပြစ်နိုင်တာပဲဖြစ်ပါတယ်ဗျာဥပမာရန်သူကဒုံးကြီး100စင်းလွတ်တယ်ဆိုရင်ဒုံးကြီးအစင်း100ကိုပဲတွားပြီးမှဖြတ်မှာမဟုတ်ပဲနဲ့ဘယ်နေရာကလူတွေကိုအန္တရာယ်ပြုနိုင်လဲဆိုတော့အဓိကဒုံးကြီးကိုပဲတွားရောက်ပြီးမှရှင်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်လဲဒေါ်လာတန်းပေါင်းများစွာတန်တဲ့အရင်အမြစ်ကိုချွေတာနိုင်တာပဲဖြစ်ပါတယ်ဗျာအနာဂတ်မှာတော့ Iron Beam လို့ခေါ်တဲ့လေဆာလက်နက်ကိုအစားထိုးနိုင်တယ်လို့သိရပါတယ်ဗျာ AI ရဲ့တိကျမှုနဲ့အားပြင်းတဲ့လေဆာတန်းတွေကိုသုံးပြီးမှရန်သူရဲ့ drone တွေ mortar တွေကိုလေပေါ်မှာပဲဖျက်ဆီးမှာဖြစ်ပါတယ်ဗျာဆိုတော့အချို့အားဖြင့်ပြောရရင်အနာဂတ်စစ်ပွဲဆိုတာကျွန်တော်တို့တနတ်တို့တင့်ကားတို့ရဲ့တိုက်ပွဲမဟုတ်ဘဲနဲ့ code versus code လို့ခေါ်တဲ့ AI algorithm တွေရဲ့ပြိုင်ဆိုင်မှုဖြစ်လာနေပြီပဲဖြစ်ပါတယ်ဗျာဒါပေမဲ့စက်ပစ္စည်းတွေကအသက်သေဆုံးနိုင်တဲ့ဆုံးဖြတ်ချက်တွေကိုကိုယ်တိုင်ချမှတ်လာတဲ့အခါတာဝန်ယူမှုဘိုင်းမှာဘယ်လိုဖြစ်လာမလဲဆိုတာကတော့စဉ်းစားစရာပဲဖြစ်ပါတယ်ဗျာဒီလိုနည်းပညာနဲ့ဗဟုသုတအကြောင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Portlat Knowledge Channel ကို subscribe လုပ်ဖို့လုံးဝမမေ့ပါနဲ့เนาะဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာအားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေဗျာ